တရားချစ်ခင်စိတ်ကောင်းဝင်ကြကုန်တော့လူတော်စင်ပေါင်းတို့ခင်ဗျာကျွန်တော်ဒီနေ့မျှဝေချင်တာကတော့မြတ်စွာဘုရားရှင်ရဲ့950နိဗ္ဗတ်တော်မှာအပ္ပနကဆက်လဲကုံတဲ့နှစ်ဦးရဲ့ပုံမြင်လေးဖြစ်ပါတယ်မြတ်စွာဘုရားသခင်ဒီအဝိထိပြည်ဇေတဝန်ကျောင်းတော်၌လင်းတုံးတော်မူစဉ်တိတ်တိတို့ဤယုံကြည်လိုက်နာမှုခိုင်မာခြင်းနှင့်ဆက်လင်း၍ဤအတိတ်ဆက်ကြောင်းကိုဆောင်၍ဟောတော်မူသည်အတိတ်ဝတ္ထုရှေးလွန်လေပြီးသောအခါဗာယာနတိမြို့တော်၌ပြမရမင်းကြီးခီးနှံဆူဆန်စဉ်ဖျားလောင်းသည်ကုံတဲ့မျိုးရိုး၌ဖြစ်ပေသည်သူသည်လိမ္မာရေးချရှိ၍ချိုးချောင်းတင့်အောင်ဆင်ကျင်ဝေဖန်တတ်သည်လဲ900ဖြင့်အနေနဲ့ရက်သို့အယောင်းဝယ်ထွက်သည်ထိုဗာယာနတိမြို့တော်၌ပင်စင်ကျင်တုံတရားမရှိအရာရာတိုင်းကိုယုံလွယ်တတ်သူအခြားကုန်တဲ့တူရှိသည်အနေသောအခါဖျားလောင်းကုန်တဲ့သည်လဲ900တို့ဖြင့်ဝင်အပြည့်တင်ဆောင်ကာကုံရောင်းထွက်ရန်စီစဉ်နေစဉ်လဲကုန်တဲ့မိုက်လဲဖျားလောင်းသွားမိခီးစဉ်အတိုင်းလဲစီ900တို့ဖြင့်ကုံရောင်းထွက်မိဆိုသည့်တဲ့ရောက်လာသည်ဖျားလောင်းကလူ1000နှင့်နွား2000ချိန်တဲ့ခီးတဲ့သွားရန်မလွယ်ကူလန်ခီတွင်ချင်းမီကဆ၍စခန်းချရေးအထိအခက်ခဲရှိမည်ဟုစဉ်းစားမိသဖြင့်လဲကုန်တဲ့သူမိုက်ကိုခေါ်၍တင်ရှေ့ကသွားလူကသွားပါသို့မဟုတ်မာချန်ကလိုက်လူကလည်းလိုက်ပါဟုပြောဆူဆွေးနေ၏လဲကုန်တဲ့မိုက်ကရှေးဥစွာသွားလျင်မိမိ၏ကုန်ပစ္စည်းများကိုရောင်းချရ၌ဈေးကောင်းကိုရမည်နောက်မှလိုက်ပါကဈေးကောင်းကိုမရနိုင်ဟုစဉ်းစားပြီးရှေးဥစွာသွားမည်ဖြစ်ကြောင်းပြောပြသည်